Lexus ဟာ luxury ကားတွေထဲမှာဘာကြောင့်လူကြိုက်များတာလဲပထမဆုံးချက်ကတော့ reliability Lexus ဟာ Toyota technology နဲ့တည်ဆောက်ထားတာဖြစ်လို့ကားပစ်တာနဲပြီးသက်တမ်းရှည်ုံတမက engine reliability အများမြင့်လဲနောက်တစ်ချက်က comfort Lexus ကားတွေက suspension soft cabin quiet ကြောင့် smooth ဖြစ်ပြီး luxury feeling ကိုကောင်းကောင်းခံစားရပါတယ် long drive နဲ့အဆင်ပြေပြီးပင်ပန်းမှုနဲတာကြောင့်လူတွေကြိုက်ကြတယ် hybrid system ကလည်းလူတွေအများကြိုက်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီးအောင်မြင်တဲ့ fuel saving power အထူးကောင်းမှုတွေကြောင့် RX, ES, LS hybrid model တွေလူကြိုက်အများဆုံးဖြစ်ပါတယ်။နောက်ပြီး Lexus interior က luxury ဖြစ်ပြီး durability ကောင်းမွန်တာကြောင့်စီးရဲသူတိုင်း premium feeling ကိုရတယ်။အကုန်စုကောင်းပြီး Lexus ဟာ luxury တည်ငြိမ်မှုယုံကြည်စိတ်ချရမှု fuel saving, cool design အကုန်ပါထားတဲ့ brand ဖြစ်လို့ကမ္ဘာတစ်ဝန်းမှာထားမကမြန်မာနိုင်ငံမှာပါလူကြိုက်အများဆုံး luxury ကားဖြစ်နေပါတယ်။ Lexus လို့ပြောမိတာနဲ့သင်ကဘယ် model ကိုပထမဆုံးတွေးမိလဲ RX လား ES လား LX လား comment မှာပြောခဲ့ပါနော်